တောင်ကိုခင်မှာနန်းတော်တော်ကြောက်ခဲ့ရတဲ့အမျိုးသမီးလူစမ်းကောင်း တမိုင်းစာအုပ်တွေမှာမင်းကြီးတွေစစ်သူကြီးတွေအကြောင်းပဲပြည့်နေတာကိုမင်းတတိထားမိလားဒါပေမဲ့လူတို့ရဲ့အသက်ကိုကယ်ခဲ့တဲ့မိန်းမတစ်ယောက်အကြောင်းကိုတော့ဘယ်သူမှရေးခဲ့ကြဘူးတောင်ကိုခင်မှာနန်းတော်စစ်သားတွေတောင်ညအချင်းစုမထွက်ရတော့တဲ့နာမည်တစ်ခုရှိခဲ့တယ်သူမနာမည်ကရွှေခင်နန္ဒာတောင်ကိုခင်ရဲ့အမောင်တောင်ကိုခင်စစ်ပွဲတွေမရက်တဲ့ခေတ်အာနာအတွက်ရွာတွေမီးရှို့လူတွေဖမ်းဆီးမိမကလေးတွေငိုကြွေးရတဲ့ခေတ်နန်းတော်အနီးတောနနက်အောက်မှာရွာလေးတစ်ရွာရှိတယ်ဒီရွာကနန်းတော်ထက်စစ်သားတွေကိုပိုကြောက်ရတဲ့ရွာနေခင်တာမန်ရွာသူမိမရွှေခင်နန္ဒာဟာနေခင်ဆိုတာမန်ရွာသူမိမတစ်ယောက်ပဲရေခတ်ထမင်းချက်အလူပွဲတက်အဝတ်အစားကမြန်မာမိန်းမဆန်းဆန်းလှလှပပသူမကိုကြည့်ပြီးဘသူမှလူစွမ်းကောင်းလို့မထင်နိုင်ဘူးညလူထုကိုကကွယ်သူဒါပေမဲ့နေရောင်ပျောက်သွားတဲ့အချိန်ရွာအနားလမ်းတွေတောအဝင်အထွက်တွေမှာတယောက်သေးသူမစောင့်နေတတ်တယ်စစ်သားတွေဝင်လာမဲ့လမ်းကိုမမြင်အောင်ပိတ်မတတ်ဘူးတွေးမထွက်ဘူးဒါပေမဲ့နောက်တစ်ခါဒီရွာကိုဘယ်စစ်သားမှမလာရဲတော့ဘူးလူတို့အထွတ်အကျိုးပြုခဲ့တာများရွှေခေနန္ဒာကလူစွမ်းကောင်းဆိုပေမဲ့လူတတ်ဖို့မထွက်ခဲ့ဘူးသူမကလူတွေအသက်ရှင်အောင်လုပ်ခဲ့တာညဖက်မှာဒဏ်ရာရတဲ့ရွာသားတွေကိုဆေးမြတ်တွေနဲ့တိတ်တိတ်ကုသပေးတယ်မိခင်မရှိတဲ့ကလေးတွေကိုထမင်းဝေလူတွေကသူမကိုညမိခင်လို့လှုပ်ဟော့ခေါ်ကြတယ်အမျိုးသမီးဤအလှအပရွှေခင်နန္ဒာရဲ့အလှကမင်းသမီးလိုအလှမဟုတ်ဘူးမျက်နာမှာမိတ်ကပ်မရှိသပင်ကိုမြန်မာမိန်းမဆန်းဆန်းတချောင်းနဲ့ထုံးထားတယ်ဒါပေမဲ့သူမမျက်လုံးထဲမှာလူတယောက်ကိုစကားမပြောဘဲနားလဲစေတဲ့အာယုံရှိတယ်ကြည့်ရင်မေ့လို့မရတဲ့အလှအတိတ်အမှန်နန်းတော်မှာဆင်းသက်လာသူရွှေခင်နန္ဒာဟာတာမန်ရွာသူမဟုတ်ဘူးသူမအဖေကနန်းတော်စစ်မှုကြီးမိမတယောက်ကိုလက်နက်တင်းပေးဖို့နန်းတော်ကမလိုလားဘူးဒါပေမဲ့အဖေကသမီးကိုလူမသိအောင်လက်ဝှက်ပညာတိုက်ခိုက်ပညာသင်ပေးခဲ့တယ် Like this, father? Good. Now reverse. တနည်းနန်းတော်အသွေးအာနာလွဲ့စားမှုဖက်အဖေကိုတက်စာဖောက်တယ်ဆိုပြီးတတ်ချက်ခဲ့တယ် Betrayed? How is this possible? The nobles, my lord. They The throne is conspire. at risk. Warriors, the hour upon us. To victory and honor. တမီးကိုပါတတ်ဖို့အမိန့်ထုတ်ရွှေခင်နန္ဒာဟာနမဲဖြောက်ပြီးရွာတဲကထွက်ပြေးခဲ့ရတယ်လူတို့ကိုတင်ပေးခဲ့တဲ့အရာများသူမကလူတွေစစ်တိုက်ခိုင်းတာမဟုတ်ဘူးဘလို့ရှောင်ရမလဲဘလို့မမြင်အောင်နေရမလဲဘလို့အသက်ရှင်ရမလဲမိမတွေကိုကာကွယ်နီးတင်ပေးတယ်ဒီရွာမှာကြောက်စိတ်ထက်ယုံကြည်မှုပိုများလာတယ်နန်းတော်တောင်ကြောက်ခေရတဲ့ညနန်းတော်ကသတရင်ကြားတယ်ရွာတစ်ရွာမှာမိမလူစွမ်းကောင်းရှိတယ်စစ်သား30ဖမ်းဖို့ပို့တယ်ညတညလုံးအတန်မထံဘူး မနက်မိုးလင်းတော့နန်းတော်တကားရှေမှာစစ်သားတွေလက်နက်ချမိထိုင်နေကြအလဲမှာလန်တချောင်းနန်းတော်ကဒီအကြောင်းကိုတမိုင်းမရေးခဲ့ဘူးဒါပေမဲ့လူထုရဲ့အသက်ထဲမှာ
ထူမကမပြောက်သွားဘူးတောင်ကူခေတ်မှာမိမတယောက်ရဲ့အလှပတတ္တိမေတ္တာသုံးခုလုံးကြောင့်နန်းတော်ကတော့ကြောက်ခဲ့ရတယ်